ကဲဒီကနေ့9ရက်4လ2025ပေါ့နော်စကိုင်းရောက်သွေးချင်းမောင်နှမများအခွင့်မှနေပြီးတော့ကျွန်တော်တို့စကိုင်းမြို့ငလင်ပေးတော့ရောက်ကူညီပေးနေတာဖြစ်ပါတယ်စကိုင်းမြို့အဝင်မှာမိုးရွာလာပါတယ်ဒါလေးတော့ခဏရပြီးတော့မိုးကလေးပုံနေနော်အဲ့ရနေမှာစကိုင်းရှော့တွေတော့မှဖြစ်ပါတယ်ဒါလေးခဏရထားရပါတယ်ဟုတ်ကဲ့နော်ဟိုမိုးကများလာပါပြီဒီကနေကြည့်လို့လားအဲ့ဒီမှာဟိုပါဝယ်ဒီမှာတော့ပုံနေတယ်ကျွန်တော်တို့ကမိုးမိနေပါပြီဗျာဒီလိုစီတော့နည်းနည်းလေးနောက်ကျမှရောက်သွားမယ်ထင်ပါတယ်ဒီတိုင်းဆိုရင်တော့အားလဲနာပါတယ်ဗျာအားလဲပေးကြပါ